ဒီနေ့ပဲကြိုးစားဖို့လုပ်ပါလက်ဖြင့်မရွှေ့ပါနဲ့အခုပဲလုပ်ပါပြောနော်အခုပဲလုပ်အချိန်ရွှေ့မနေနဲ့အခုပဲလုပ်ဘာဖြစ်လို့လဲကောဇင်ညမရဏံသူဝေလက်ဖြင့်ကအသက်ရှင်အောင်မလားသေအောင်မလားဘယ်သူသိလဲဘယ်သူမှမသိဘူးမသိဘူးမသိနိုင်ဘူးကောဇင်ညမရဏံသူဝေလက်ဖြင့်ကမှသေမလားရှင်မလားမသိဘူးနောက်ကျသွားနိုင်တယ်လူတွေကတော့ပြောကြတာ tomorrow will be too late နော်အတရားသဘောနဲ့ကြည့်ရင်တော့အဲ့ဒါ too late ပဲနော်သိနောက်ကျသွားပြီကောဇင်ညမရဏသူဝေဘာဖြစ်လို့တော့ဆိုအကြောင်းပြတော့နာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာတေခြင်းတရားကသူ့ရဲ့လက်နဲ့တွေသူ့ရဲ့စစ်တီဖို့ပါလေတေခြင်းတရားမှာသူ့ရဲ့အတိုင်းဝိုင်းကအမတမကြီးမားတယ်တဲ့သူ့ရဲ့လက်နဲ့တွေကအမတများတယ်လူစားသေးဖို့အများတယ်ပေါ့ကားတိုက်ပြီးတော့လည်းသိနိုင်တယ်အက်ဆီဒင့်နဲ့လည်းသိနိုင်တယ်လေဖြတ်ပြီးတော့လည်းသိနိုင်တယ်ဘာတွေနှလုံးသွေးကြောအုံနောက်သွေးကြောပေါက်တာတို့နှလုံးပိတ်သွားတာတို့မျိုးစုံပဲပေါ့သိခြင်းအကြောင်းတွေအများကြီးရှိတယ်သိစရာအကြောင်းတွေအများကြီးရှိနေတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားခဏပဲလောက်ပါလို့ပြောသိခြင်းတရားနဲ့သင်္ကရလို့ခေါ်တယ်အချိတ်ဆက်လို့မရဘူးတဲ့ချိတ်ဆက်လောက်ထားတာမရှိ